တကူတကပေးလာတဲ့ညစ်တာတွေကိုကျွန်မတကူတကပြပြရှင်းရှင်းနဲ့လက်ခံရရှိပါတယ်လို့我看一下什么给是从我们西侧去莆田侧哦莆田定了现在定了了还没有到过年呢还没有到国庆日国庆日国庆日是几号都2个礼拜了哦新加坡国庆日全部人这边去莆田去哦我没有啊我在家好吗？我不要去了嘞，我不要去了嘞，我要在家，我不要去哦。ခုနပြောသလိုတကူတကပေးလာတဲ့ညစ်တာတွေ5点吃药哦တကူတကပေးလာတဲ့ညစ်တာတွေကိုကျေးဇူးတင်ပါတယ်现在蛋糕30တော့ဘူးဘယ်လိုတကူတကပေးလာတဲ့ညစ်တာတွေထဲမှာဒါလည်းပါသေးတယ်ဒီနေ့ဒီနေ့ကလေးတအားစားကောင်းတာချီပြီးဆိုတော့ဟိုလေချင်းချင်း还没有决定呢，还没有。今天伢子这个这个吃什么了？对吗？我写是。伢一吃什么了？爸不行。